ရိုဟင်ဂျာအမိခံလူကိုအားပေးအားမြောက်လုပ်နေတဲ့ရိုဟင်ဂျာနလပိန်သုံးတွေကျွန်တော်ပြောပြမယ်ကျွန်တော်ဒီအပေါ်အပုံတတ်ထားတဲ့အဖိုးကြီးမင်းပြောရဟာတော်တော်များသွားပြီရိုဟင်ဂျာဆိုတာကုလသမဂ္ဂလက်ခံထားတဲ့ UN လက်ခံထားတဲ့ဟိုကလက်ခံထားတယ်လို့ပြောတယ်ကဘာကလက်ခံတာဆိုတာကဘာကလက်ခံနေတာအဲ့ဒါခင်ဗျားတို့လိန်ပြောတတ်လို့ဒီနိုင်ငံနေမီအရင်မြစ်ကနေမီခံရလက်မခံဘူးဆိုခင်ဗျားတို့အလကားပဲခင်ဗျာအမေရိကမှာနေတယ်အမေရိကကမင်းကိုမလက်ခံဘူးဆိုပဲကဘာကပဲလက်ခံအလကားပဲခင်ဗျားလဲတရင်ထောက်လို့ဘာလို့ညာလို့ခင်ဗျားကဆောက်ရှက်လေးတော့ရှိပါဦးကျွန်တော်ပြောမှာပဲခမရစိတ်ဆိုးပြီးမှကျွန်တော်လာပြောမယ်မင်းတို့ရိုဟင်ဂျာဆိုတဲ့ဟာကကိုလိုနီခက်လော်လိုက်ရခက်မပြောနဲ့အောင်ပုတ်ပင်းအင်းတောင်ညောင်ကုန်းပေါင်ဆိုတဲ့မြန်မာနိုင်ပမတမိုင်းကျောင်းမှာဘာခဲ့ဘူးတလားဖြေပါရခိုင်တမိုင်းမှာတွားကြည့်လိုက်ပေါ့တခြားတမိုင်းတွေမှာလဲပြီးမှကိုလိုနီလော်လိုက်ရခက်အတွန်းမှာမင်းတို့ဘာဖူးတလားရှိဖူးတလားမင်းတို့ထက်ကျွန်တော်တို့ကချင်ပြည်နယ်မှာအခုရှိနေတဲ့ကောရခါဆိုတဲ့အဖွဲ့အစည်းတွေဟောပေါ့အခုလည်းကောရခါတရင်တွေကချင်မှာရှိတယ်ဒီလူတွေအသက်ပေးတာအများကြီးတောင်မှမင်းတို့တော့အာမချောင်ဘူးမလုတ်ဘူးအဲ့ဒီလူတွေကနီပေါကလာပြီးမှကချင်ပြည်မှာရှင်နေအသက်ရှင်နေထိုင်တဲ့လူတို့ဘာမှမပြောဘူးဟဲ့ပြီးမှအိန္ဒိယနိုင်ငံသားတွေဟိန္ဒူကိုယ်နေတဲ့လူတွေမြန်မာပြည်မှာတပုံကြီးသူတို့တော့ဘာမှမပြောဘူးဟဲ့မင်းတို့ရဲ့တမိုင်းကိုတမိုင်းပြောရလောက်အောင်မင်းတို့ရဲ့တမိုင်းကဘာလဲကွာပြပါဦးကဘာကြီးကိုပြပါဦးမင်းတို့ရဲ့တမိုင်းတွေကလင်အညာတွေနဲ့ဒုက္ခတဲ့ဆိုပြီးမှအမှန်လူအခွင့်အရေးဆိုတဲ့စရင်နဲ့ခမရတို့ရခိုင်လူမျိုးတွေပေါင်ရိုက်လိုက်မြန်မာတနိုင်ငံလုံးကိုခမရတို့ဘာလဲချဲလေချင်းတိုင်းချဲလေလို့ရအောင်မြန်မာလူမျိုးတိုင်းကနိုင်ငံရေးမကောင်းပေမဲ့ဘယ်သူမှမယူမအားဘူးရိုဟင်ဂျာဆိုတဲ့ကပေါင်တောင်ကြော်သွားပြီမင်းတို့မှမြေမရှိဘူးမင်းတို့ပိုးပွားပိုင်နေမြေတတ်မှတ်ထားတဲ့နေမြေရှင်းပြပါရခိုင်ပြည်နယ်မှာရှိတယ်လားဘယ်မှာရှိတယ်လဲပြပါပိုးပွားပိုင်နေမြေဆိုတော့ဘယ်ထောင်ခုနှစ်ကလည်းခမရရဲ့ပိုးပွားပိုင်နေမြေရှိတယ်လဲဘယ်သူကပေးတယ်လဲဘယ်အစိုးရကတိမှတ်ပြုတယ်လဲမင်းတို့ကုလသမဂ္ဂနိုင်ငံတကာကအတိမတ်ပြုလာတာကဥပမာကိုချင်းစာတနာလာတာကစစ်ကောင်စီကမင်းတို့အစုလိုက်ပြုံလိုက်တတ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့မင်းတို့တနာတာမင်းတို့နေမြေပေးဖို့မဟုတ်ဘူးမင်းတို့နေရာပေးဖို့မဟုတ်ဘူးတန်းသူအခွင့်အရေးပေးဖို့မဟုတ်ဘူးနိုင်ငံတကာမှာတွားရင်တော့မှတန်းသူအခွင့်အရေးဆိုတာအလကားနဲ့မရဘူးဟဲ့စစ်ဆေးရတယ်ကွာကားလိုင်စင်တွားဖြေမယ်ဆိုရင်တော့မှကားလိုင်စင်တော့မှထိုက်တန်တဲ့လူမှရတာနော်ရိုဟင်ဂျာဆိုပြီးမနာမည်လာမခံနဲ့ရိုဟင်ဂျာဆိုမြန်မာနိုင်ငံမရှိဘူးစောက်တလွဲတွေမင်းပြောတာများနေပြီရခိုင်ပြည်ကမင်းပြည်ရိုဟင်ဂျာပြည်နယ်မဟုတ်ဘူးရိုဟင်ဂျာနယ်မြေမဟုတ်ဘူးရခိုင်ပြည်နယ်မှာရိုဟင်ဂျာဆိုတာမရှိဘူးကွာခိုးဝင်လာတဲ့ဂလားတွေပဲဘင်္ဂလားတွေပဲရှိတယ်အဲ့ဘင်္ဂလားတွေကိုကျွန်တော်အမိခံပေးမှာရိုဟင်ဂျာဆိုပြီးမှကျွန်တော်ကနေမြေပေးရမလားရခိုင်တွေမအားဘူးဟဲ့မင်းတို့ကနိုင်ငံခြားကနေအမျိုးလာမအောင်နဲ့မင်းတို့ပြောတယ်လို့ငါတို့ပြောတတ်တယ်မင်းတို့ဆိုတယ်လို့ငါတို့ဆိုတတ်တယ်မပြောချင်လို့ဒါကျွန်တော်တို့ကငြိမ်ပေးနေတာကိုဖိန်လာမရနဲ့ဘယ်ခုနှစ်ကနေရိုဟင်ဂျာဆိုတာပေါ်လာမှန်းတော့ခင်ဗျားတို့ကိုယ်တိုင်သိသလားရိုဟင်ဂျာနယ်မြေရှိတယ်ဆိုတော့မြေပုံနဲ့တကွတက်တေအထောက်အထားနဲ့ပြပါလားဘယ်လူကဘင်္ဂလားဒေ့ရှ်ကဘယ်ခုနှစ်ကရိုဟင်ဂျာရှိတယ်ဆိုမှတိမပြုပေးတယ်လေမဟုတ်ပါကစ္စတန်ကလားအိန္ဒိယကလားမြန်မာအစိုးရကလားဘယ်ကုလသမဂ္ဂကလည်းမင်းတို့နယ်မြေကဘယ်နေရာအထိမင်းတို့နယ်မြေဆိုပြီးမှတတ်မှတ်ပေးတာရှိတယ်လေ
မင်းတို့မနေရင်မရှိဘူးမင်းတို့ဝင်လာတယ်ဒီမှာနေတယ်ကြာနေလာတယ်လူဦးရေသွားပေါ်ဖွာလူဦးရေများလာတော့နေမြေပါညာတောင်းနေတဲ့ဟာမင်းတို့ခိုးဝင်လာတဲ့လူတွေဘင်္ဂလီတွေပဲကလားတွေပဲနော်စောက်ချီစောက်ကြလာမပြောနဲ့သူတိုင်းရမအားဘူးဟဲ့ရခိုင်မြေလဲငါတို့မြေပဲကျွန်တော်ချင်းပြည်နယ်မှာလဲခမရတို့ဒီလိုလာလို့မရတလို့ရခိုင်ပြည်နယ်လို့လို့မရဘူးမြန်မာတနိုင်ငံလုံးမှာခမရတို့ဒီလိုလို့မရဘူးအခုတော်လှန်ရေးဖြစ်ပေမဲ့ရိုဟင်ဂျာကိစ္စနဲ့ဆိုလို့ရှိရင်အကောင်လုံးငါတို့ကတွေးညီပြီးသားတနိုင်ငံလုံးမှာဖိန်တိတ်မရနဲ့ရခိုင်မြေမှာနေမြေရမယ်ဆိုလို့ရှိရင်တော့ငါပြောပြမယ်ကုလသမဂ္ဂ UN မှာအကောင်လုံးအရင်တွားအောင်တွားပြီးမှဟိုကနေပြန်လာပြီးမှနေရလာလူကြโอเคမဟုတ်မရဘူးရခိုင်တွေကမင်းတို့ကိုတနာလို့ထမင်းကျွေးတဲ့လက်ကိုခမရတို့ပြန်ကိုက်နေတယ်မင်းတို့ကိုအင်းနေထိုင်ခွင့်နေမီတီတာအမနေထိုင်ခွင့်ပေးတာကိုတော့မှကျေးဇူးမတင်ရခိုင်လက်ကိုပြန်ကိုက်တနိုင်ငံလုံးရဲ့လက်ကိုပြန်ကိုက်နေတဲ့ဟာအဆက်ကြဘူးလားအဖိုးကြီးမင်းကွာနိုင်ငံခြားမှာနေပြီးမှအဲ့လောက်တော့အာမချောင်နဲ့ကျွန်တော်ပြောပြီးပြီလေပုတ်ပင်းအင်းတော်ညောင်ကုန်းပေါင်ကိုလိုနီလွတ်လပ်တဲ့အထိခမရတို့တမိုင်းကြောင်းပြန်ကြည့်တဲ့ဟာတာတို့တိတ်မပြောနဲ့အဖိုးကြီး